everyone အားလုံးပဲမြင်လာပါကျွန်တော်ဒီနေ့မှာကျွန်တော်ဒီစုကိပါလက်ကနေပြီးတော့ top ပြေးတဲ့ကျွန်တော်ဆော့ပြဝင်မှာဖြစ်ပါတယ် okay ကျွန်တော်14ပေးရမယ်ပေါ့နော်ဒီမှတ်ကို14ပေးရမယ်ဟောသူများရ14ပေးလို့တော့ပေးကွာငါခုမှလိုင်းကြတယ်လို့ရှိသေး okay ကျွန်တော်ဒီ game နဲ့တော့အခုဘာကြမှာအော် spider လေးကကောင်းတယ်ဗျ spider လေးကတစ်တေးလေးဆိုတော့ပြေးရတာကြီးပါအဆင်ပြေတယ်ဘယ်နာလေးပွင့်ကောင်းမလဲဟိုကဘာလေးလဲ carrot တယ်နော်ဘာလေးလည်းမသိထားလိုက်ပါထားလိုက်တော့မယ်ကြော့ဘလို့တက်ကမလဲဟဲ့အပေါ်တက်လို့မရတော့အပြက်တနာပဲပေါ်တက်လို့မရတော့ဘူးလို့လိုက်ဒီနားလေးကတ်နေလိုက်အကောင်မတွေ့လားလိုက်ဒီနားလေးကတ်နေလေမကတ်နေမကတ်လေးနေရမယ်ခဏလေးဒီနားမှာတက်နေမယ်โอเคကြော့အော်တက်လိုက်ရပါဗျအဲ့ဒါမှ6ကောင်မကျန်တော့อ่ะနော်ချဲတော့10မိနစ်ကြော့အော်ကြည့်လိုက်မယ်မနော်အော်တဲ့အတိုင်းရတယ်အဆန်းရကျွန်တော်အတန်းတော့ဖွင့်ပြလို့မရတော့ဘူးပြကျွန်တော် copyright ညှိမှာဆိုလို့ okay ကျွန်တော်အပေါ်ကျွန်တော်တတ်မယ်ပေါ့နော် okay တက်လို့လည်းမရဘူးကွာဒီကိစ္စဘယ်လိုကြီးတော့ okay ဒီနားလေးမှာပေါ့ဟိုဖြစ်လာအဆင်ပြေလောက်မယ်ထင်တယ်ဟေးရောက်လာပြီဟေးဟေးဟေးရောက်လာပြီဟိုမှာကြာဟိုမှာမမြင်ဘူးလားအော်ဘလို့ကောင်းတော့ဟာမမြင်ဘူးတဲ့ပြောတော့ဦးလို့ okay ဘာနာကျွန်တော်ဘာနာချင်းကနည်းနည်းလေးပဲကျန်တော့အဲ့နဲ့တရိတ်ဆန်လည်း2កောက်မဲကျန်တော့ပေါ့နော်ဒီကောင်တော့ပြောမယ်ချင်း15 14 13 12 17အိုးငါနိုင်အောင်နေပြီစေ9 10 9 6 ငါအိုးငါနာမဟိုငါလေကျွန်တော်တကောင်ပဲကျန်တော့ဟိုshow နာမ fast animal တော့ကျွန်တော်မဖြစ်ဘူးရ okay ဒါမဲ့ကျွန်တော်နောက်ဆုံးမှကျွန်တော်တရားဝဲကြံပြီးတော့ကျွန်တော်နိုင်သွားရရ happy okay ကျွန်တော်ဒီမှပဲလေဖေလိန်ဝင်းဟိုပါဖြစ်ပေးလိုက်မယ်လိန်ဝင်း14ပေးလိုက်မယ်ဗျာသူများတွေကတော့ဟိုဟာဟိုမက်ကိုပဲ14ပေးနေကြရဗျာokay ကျွန်တော်ပွက်စားရမယ်ပေါ့နော် step လောတဲ့မက်လောတဲ့ဖြစ်နေပြီပေါ့နော် okay စပြီဟိုဘာကြမလဲဆိုကြပါလေးကြပါစေဟာဘဲငန်းကြီးတဲ့ဘာကြီးတော့ဘဲငန်းကြီးဘယ်လိုကြီးတော့ခဏလေးဒီနားလေးမှာပုံးလိုက်မယ် okay ခုဆိုရင်တော့ကျွန်တော်10စက္ကန့်ပဲကျန်တော့တာပေါ့နော်9 8 9ဟာဒီကောင်မမြင်လား6 9ဒီကောင်ရှစ်တက်တယ်မပတ်ပြေးနေအောင်မမြင်ဘူးတဲ့ဟိုအနိမလည်းရှစ်ကောင်လောက်ကျန်နေတယ်ဒီကောင်ညလိုက်တဲ့စီကာပဲကွာအရှိန်မပတ်ပြေးနေရတော့မမြင်ဘလို့ကောင်တော့ဟာညစကီပါခါမှမကြတယ်ဘူးတော့ဒီမှာလဲကျွန်တော်ပတ်တွေဝယ်လို့ရနော်ကျွန်တော်ဒီဟိုအိုင်ဘာညာနေကြကွာစီဝယ်လို့ရ Stop it. Get some help. okay ကျွန်တော်ခုဆိုရင်တော့ကျွန်တော် map 14ပေးရမယ်ပေါ့နော် okay ကျွန်တော်ဒီခောက်တဲ့ဒီဟာပဲ14ပေးလိုက်တော့မယ်အကောင်လုံးလိုက်ဒါပဲပေးရပါ okay လော်တင်မဖြစ်နေပြီပေါ့ okay ကျွန်တော်ဒါကတော့ခုနဟိုပါပဲပေါ့နော် okay ဘာကြည့်ရမလဲ lion gorilla တဲ့ gorilla ကြီးကိုလည်းကြည့်အောင်ဒီ game နဲ့ gorilla ကြီးကိုကြည့်အောင် maybe on admin ဒီ game admin ဘယ်လိုဆွဲထားရလဲ game ကိုစုပ်ပြတ်တန်းနေရပဲစိတ်ကာရလည်းတေချာလိုက်မှရှာတော့ပြစ်လို့မရတာလားမသိ gorilla ကြီးကဘလို့ကြီးကိုခေါင်းငုံလာကြီးလဲဘလို့ကြီးဒီ game admin တော်ညံ့တာပဲ game ဆွဲတာပြီးတော့ငါကလည်းကန်ဆိုတာပါမှကြည့်ကိုရီလိုက်ကြအကောင်ကြီးဆိုပြင်တန်းနေတာဗောတော်တဲ့ဟိုဟာစိတ်ကတော်ညံ့နေလို့ဘာလဲကိန်းအဒမီဘလိမီပြီးဆိုစိတ်ကထပ်ပြီးဘလိနေကေကျော်ရီဘောနော်စိတ်ကပါဒိုင်နိုဆောလေးမိုက်လိုက်လဲတစ်လေးနဲ့ဟာဟိုရကြံ့ရကျင်းရပါပဲစိတ်ကဘာလုပ်နေတယ်လဲစိတ်ကဘာလုပ်မှမသိဘူးကွာအမှန်နေပြီးတော့ okay ဒီဘောလေးတက်လို့ရတယ်ဒိုင်နိုဟိုကဂိုရီလာတခုတော့ကောင်းတယ်ဒိုင်နိုဆောရဖြစ်တယ်ဟိုဒီအပေါ်အေးကိုလည်းတက်လို့တော့ရတယ်ဒါပေမဲ့ပြင်တော့တန်းထီမှာ
Okay ကျွန်တော်9စက္ကန့်4စက္ကန့်3စက္ကန့်2စက္ကန့်1စက္ကန့်ကျွန်တော်ဝင်ပေါ့နော်နောက်ဆုံးတော့နိုင်သွားပြီပေါ့နော်ကျွန်တော်ဟိုက်တာဟုတ်ပါဘူးဟိုက်တာတော့ဖြစ်တယ်ဟိုက်တာငါတို့ခါစိတ်ကားကျွန်တော်ဘာမှမလုံးနိုင်ဘူးပေါ့နော်ကျွန်တော်စိတ်ကရှိရခုနလို့တော့တွားပြီးဖြတ်ချောက်တာတော့ကျွန်တော်စိတ်ကဘာမှမလုံးနိုင်ကျွန်တော်ဒီမတ်တဲ့ပတ်လေးကျွန်တော်ဝင်ကောင်းလားမသိဘူး Okay ဝယ်လိုက်ပြီဗျာ Okay ကျွန်တော်ရိတ်ဆန်နေပြောင်းရမလားမသိဘူးတပွဲလောက်စော့ကြည့်လိုက်အောင်မယ်Okay ကျွန်တော် folding မှာကျွန်တော်ဘာပေးမလဲမသိကျွန်တော်တော့ပေးလိုက်အောင်ဟာမမီတော့ဟာထင်အဲ့ဆို loading မဲ့ဘာမှလည်းမသိအော်ဒါဘာမှလည်းဒီမဲ့တစ်ခါမှကျွန်တော်မကြဘူးနော်နဲ့ရိတ်ဆန်နေအော်ဟုတ်တယ်ဟာဒီအယောင်နေပြောင်းဝင်ဟာ rabbit ကမြန်နေဗျမိုက်တယ်တေးတေးလေးနဲ့မြန်နေကလော့နဲ့ညာမမြင်အဲ့လိုပုံလို့ပြပါလေလွယ်တယ်ဟိုမှာစိတ်ကဒီခောက်စိတ်ကတော့နည်းနည်းကြမ်းမဲ့ပုံပေါ်ရပြโอเคဒီခောက်ဘတ်ဟိုက်တာရမလားမသိကျွန်တော်တခါမှဘတ်ဟိုက်တာလည်းမရသေးဘူးစိတ်ကလည်းမရသေးဘူးတော့ဘတ်ဟိုက်တာဖြစ်ချင်တာဗျဒါမဲ့လေဘတ်ဟိုက်တာကိုကျွန်တော်မရဘူးဖြစ်နေโอเคကျွန်တော်ဒီပေါ်တက်ပြီးခေါ်ဖြစ်မယ်ဟိုကန်ဂရူကဘာလဲဟာပြီးမှကြည့်ကြအောင်ကျွန်တော်နည်းနည်းအော်လိုက်အောင်မယ်အော်လို့ရှိရင်ကျွန်တော်ပတ်စံနှစ်ကြက်ရရပေါ့နော်ဟိုအကန်ဂရူကမိုက်လိုက်လားဘောင်းမတက်နေရဗျသူဘလို့တက်နေရလဲမသိကျွန်တော်ဒီအဲ့ဆိုလမ်းတိုင်းမတက်လို့မရဘူးလားမသိဟိုကန်ဂရူကမိုက်တယ်ဗျဟိုဘာတက်နေသူဘလို့တက်တာလဲတစ်ပင်မောကနေလို့တက်တာလားခေါအော်တီးပြီဒီမှာလေးဒီလိုတက်တာဗျဒီပေါ်မှာဆိုအေးရအကြောင်းပဲဟိုစိတ်ကကောက်လိုက်ပြီးတော့မှတ်မိနိုင်တော့ဒီဘက်ကိုကျွန်တော်ခေါ်လိုက်တယ်ပြုတ်ကြသွားပြီဗျခေကျွန်တော်စတိုက်အော်မေဗျအဲ့မှာကျွန်တော် bus hider ဖြစ်မှာ bus hider ဖြစ်မှာကျွန်တော်ခုလို့ဆိုအန်နမဟိုဟာဖြစ်တယ်ပေါ့နော်12ကောင်ကျန်နေ73ကောင်ကျန်နေဒီကဘာကောင်လဲပေါ့ဟိုတွက်ကြည့်လိုက်အောင်မှန်ကန်နေကျုံနေမှန်ကန်နေတာကျုံနေကျွန်တော်မမြင်ပါဘူးဗျာကျွန်တော်အမအနောက်မှာကြာအီးတော့ရက်နေမှာမမြင်ဘူးဘယ်လာကြည့်လိုက်တော့ဗျာဒီကကျွန်တော်သူ့နောက်ကနေတတောက်ကျွန်တော်ရှောက်လိုက်ခဲ့တယ်ပေါ့နော်တော့တွေ့အိမ်မွေးပတ်လေးပေါ့လည်းအဲ့လိုတတောက်ကျွန်တော်ရှောက်လိုက်ခဲ့တယ်ပေါ့နော်သူဘယ်တော့ရှောက်လိုက်တယ်ဒါပေမဲ့ကျွန်တော်သူလုံးဝမပြစ်ဘူးဗျပြကျွန်တော်အမနောက်ဆုံးထိသူ့ခုံရရတော့သူကျွန်တော်မမြင်ဘူးဗျာဟိုကျွန်တော်ပတ်စံ604ကျက်တော့ရရဗျသူတဲကဒါပေမဲ့ခုထိလည်းဘတ်ခိုင်ရမဖြစ်သေးပါဘူးဗျာစိတ်ကလည်းမဖြစ်ဘူးဗျာအဲ့အကြောင်းဗျာကျွန်တော်ဒီနေ့ကတော့ဒီဗီဒီယိုလေးကိုဒီမှာနဲ့ဆုံးတက်လိုက်မယ်ဗျာတော့ channel လေးကိုလည်း like and subscribe လုပ်လိုက်ရင်မြတ်တဲ့အခါမှာပေါ့နော် bye bye